အားလုံးပဲမင်္ဂလာပါတတက်ကပ်ကနေကြိုဆိုလိုက်ပါတယ်ကိုတိတ်ချရတဲ့ရီးစားဟောင်းရဲ့မင်္ဂလာပွဲကိုရှောက်တဲ့အခါအတိတ်ကအမတ်တရတွေကိုပြန်နေသေးရဘူးလားအထူးသဖြင့်အဲ့ဒီလူကတင်းပေါ်ရဲ့တူဒီတော့ပထမဆုံးချစ်ဆိုရင်ပေါ့ဒီနေ့ကသူမရဲ့မင်္ဂလာပွဲနေ့ဒါပေမဲ့သူတို့နှစ်ဦးကြား10နှစ်ကြာချစ်ချင်းမြတ်တာလမ်းခွဲမှုတွေပြန်ဆုံစည်းမှုတွေနဲ့ပြည့်နှံ့နေတဲ့ဇလန်းရှည်ကိုတင်မတီသေးဘူးဆိုရင်တော့တော့မဖြစ်သေးဘူးရီးစားဦးကိုဘယ်တော့မှမမေ့နိုင်ဘူးလို့ဘယ်သူပြောလဲမေးဖို့အခွင့်အရေးမပေးရတာကဲအဲ့ဒီချစ်တို့ဦးရဲ့လှပပြီးနာကျင်ကြကောင်းတဲ့အချစ်ဇလန်းကိုအစာအဆုံးပြန်လဲနားဆင်ကြည့်လိုက်ရအောင်ကျွန်တော်တို့ရဲ့ဇက်လိုက်ကတော့အထက်တန်းကျောင်းသားလေးကြော်ကြီးဖြစ်ပါတယ်ကျောင်းစာလေးလာဖို့တဲ့ကျန်းဖြစ်ဖို့ကစိတ်ဝင်စားတဲ့ကောင်စိုးလေးတစ်ယောက်ပေါ့သူ့အတွက်တနေ့တာပြင်းရကောင်းပြီးအသေးပဲမရှိဘူးလို့ထင်ရပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဘဝလေးကိုအလင်းရောင်တစ်ခုလိုဝင်ရောက်လာခဲ့သူကတော့ကျောင်းကိုအစ်စ်ပြောင်းလာတဲ့မမဆောင်းပဲဖြစ်ပါတယ်မမဆောင်းကအေးဆေးတည်ငြိမ်ပြီးမိန်းကလေးတစ်ယောက်ပါကြိုကြီးအနီမှာတော့သူမဟာလှပတယ်စမ်းကြယ်တယ်ဆွဲဆောင်မှုပြည့်ရှိတယ်ကြိုကြီးကမမဆောင်းပထမဆုံးမြင်လိုက်ရတဲ့အချိန်ကစပြီးသူ့ရဲ့စိတ်ထဲမှာမမဆောင်းတယောက်တည်းကရှိတော့တယ်ကြိုကြီးကအမြဲတမ်းရန်လိုနေတဲ့ကောင်စိုးလေးဘဝနဲ့မမဆောင်းတော့ကိုအမြဲတမ်းလိုက်နေတဲ့ချစ်ယူလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ကြိုကြီးကမမဆောင်းရဲ့စိတ်ဝင်စားမှုကိုရရှိဖို့အတွက်သူကြိုးစားနိုင်တဲ့စွမ်းကုန်ကြိုးစားခဲ့တယ်။ဆေးရပြစ်ပေးခံရတဲ့အချိန်ကြီးမှာတော့စပွဲကုံအောက်ကနေဆိုက်ရလေးလမ်းပေးချစ်စကားဆိုခဲ့တယ်။မမဆောင်းရဲ့ကြိုကြီးရဲ့ပင်မခံကြီးကပ်မှုတွေကိုမြင်ရပြီးနောက်ကြိုကြီးပေါ်စိတ်ဝင်စားမှုရှိလာခဲ့တယ်။ဒါပေမဲ့မမဆောင်းကတနည်းအားထွက်သွားရတော့မယ်ဆိုတဲ့ကိစ္စကိုတော့ဟုံးဝယ်ထားခဲ့ပါတယ်။ကြိုကြီးတို့အရာအားလုံးကလှပနေတဲ့အချိန်မှာပဲရုတ်တရက်ဆိုလို့မမဆောင်းကငါတို့ဘယ်တော့မှပြတ်မစုံနိုင်တော့ဘူးဆိုပြီးဖြောက်ခနဲ့ပျောက်ကွယ်သွားပါတော့တယ်။ကြိုကြီးကထားခဲ့ခံလိုက်ရတဲ့အတွက်အသေးခွဲမှုတွေဒေါသတွေထွက်ပြီးနာကျင်နေခဲ့တယ်။နောက်ဆုံးသူဆုံးဖြတ်လိုက်တယ်။ရှောင်းပေးနေကြိုးစားဆိုပြီးမမဆောင်းကိုသူပြန်လဲရှာခဲ့ဒီလိုနဲ့သူတို့ဦးရဲ့ချစ်စလန်းကဒီမှာပဲအဆုံးသတ်လို့မရသေးပါဘူးမမဆောင်းကကြိုကြီးကိုတက်လို့ရအောင်ကြိုးစားပါလို့တစ်ချိန်ကပြောခဲ့ဘူးအဲ့ဒီစကားကိုတက်တီပြောက်ကြိုကြီးကအတိတ်ကကောင်စိုးလေးဘဝနဲ့ကြိုးစားပန်းလာစာချက်တဲ့ကျောင်းသားဘဝကိုဦးပြောင်းပြီးမမဆောင်းရှိရတက်ကူကိုရောက်ရှိသွားခဲ့နောက်ဆုံးတော့သူတို့ဦးတာတန်တက်ကူရောက်တဲ့အချိန်မှာတော့မမဆောင်းကချားကောင်လေးတယောက်နဲ့တွဲနေခဲ့တယ်ကြိုကြီးတို့တော့ဒါဒုတိယအချိန်အသေးခွေးချင်းပါမောင်လေးမင်္ဂလာပါမောင်လေးတမရွက်စားပေးရတယ်တမရွက်စားပေးရတယ်ဒါပေမဲ့ तू လက်မလျှော့ခဲ့ဘူး तू ကမမဆောင်းနေနီးစက်ရဖို့တငယ်ချင်းဖြစ်ကနေစတင်ပြီးမားဇလန်တွင်ခဲ့ပါမအေးဝင်စီစဉ်သူလိုပါပဲသူတို့ဦးဟာရွေးချုံမှုတွေကြားတဲ့ကနေအခက်ခဲများကိုဖျက်ကျော်ပြီးတကယ်ချစ်သူတွေဖြစ်လာခဲ့ကြပါတယ်အကြလိုက်တာဗျာမမဆောင်းရဲ့ကြိုကြီးရဲ့ချစ်စလန်ချစ်ကီမှုတစ်တီတူမရှိခဲ့ပါဘူးကြိုကြီးဟာအားကားတန်ရကြောင့်သူ့ရဲ့အိမ်မက်တွေပျောက်ဆုံးခဲ့ရတယ်မမဆောင်းကလည်းသူ့ရဲ့မိသားစုပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးဘဝရဲ့လက်တွေ့ကျတဲ့အရာတွေအနာဂတ်တွေအတွက်ရွေးချယ်မှုတွေလုပ်ရတဲ့အချိန်ကိုရောက်ရှိလာခဲ့ပါတယ်ကြိုကြီးကမမဆောင်းရဲ့ဘေးနားမှာနေနိုင်သမျှအမြဲရှိနေခြင်းကဲ့သို့တယောက်ဒါပေမဲ့မမဆောင်းကတော့သူမရဲ့အနာဂတ်ကိုပိုပြီးဦးစားပေးရတဲ့အချိန်ကိုရောက်လာခဲ့တယ်တယောက်နဲ့တယောက်ချစ်နေလျက်နဲ့သူတို့နှစ်ဦးဟာလမ်းခွဲခဲ့ရပြန်ပါတယ်ဒီချိန်မှာတော့ဂျိုကြီးကမမဆောင်းကိုစိတ်နာပြီးလမ်းခွဲခဲ့တာမဟုတ်ပဲသူမရဲ့အနာဂတ်လမ်းကြောင်းကိုအနောက်ရှက်မပေးချင်တော့လို့လက်လွတ်လိုက်ရခြင်းပဲဖြစ်ပါတယ်ဒီလိုနဲ့နှစ်တွေကြာလာခဲ့တယ်ဂျိုကြီးကဇီယာတူဖြစ်ရက်တည်ခဲ့ပြီးမမဆောင်းကလည်းအောင်မြင်တဲ့ဒီဇိုင်နာတူဖြစ်လာခဲ့သူတို့ဟာတယောက်နဲ့တယောက်တည်င်းတွေကိုမတီးပဲကိုစီကိုလန်းကိုရှောက်ခဲ့ကြတယ်ဒီလိုနဲ့ညနဲ့မောင်ကသူတို့ဦးကိုနောက်ဆုံးချိန်စုံတွေ့ခွင့်ပေးလိုက်ပြန်ပါဒီလိုနဲ့စုံတွေ့မှုကတော့မမဆောင်းရဲ့မင်္ဂလာဖိတ်စာဆင်းရပဲဖြစ်ခဲ့ပါတယ်ကြိုကြီး
အသေးခွေရင်စိတ်သက်ကြခြင်းနာကျင်ခြင်းဝမ်းနည်းခြင်းများအားလုံးမျိုးသိပ်ပြီးမမဆောင်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တယ်မမဆောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့အတိတ်ကအထက်တန်းကျောင်းသူလေးမဟုတ်တော့ပဲတောက်ပါပြီးလှပတဲ့ဇိုးသမီးဦးဖြစ်အားလုံးရဲ့အလဲမှာလှပနေခဲ့ပါတယ်ကျိုကြီးကမင်္ဂလာပွဲမှာမမဆောင်ကျိုရှင်စွာပြုံးကြည့်နေတာမြင်လိုက်ရတဲ့အခါသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူ့ရဲ့ပမာဆုံးအချက်ကြီးစားဦးကသူ့တော့မဟုတ်တော့ဘူးဆိုတာကိုသူလက်ခံလိုက်တယ်ဒါပေမဲ့မမဆောင်ကိုသူချစ်ခဲ့တဲ့အချိန်နဲ့သူတို့အတူတူဖြတ်တန်းခဲ့ရတဲ့အမတ်တရားတွေဟာသူ့အတွက်ပိုပြီးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာအောင်ပုံပေါ်ပေးခဲ့တယ်ဆိုတာလေလူနားလည်သွားခဲ့တယ်ပမာဆုံးချက်ကြီးစားဦးဆိုတာကိုပိုင်ဆိုင်ရတာမျိုးမဟုတ်ပါဘူးကိုပြိုးထားတဲ့ပန်းလေးသူများခူးထားတာမျိုးပါကျော်ကြီးအတွက်ကမမဆောင်ကသူ့ရဲ့အချစ်ဆုံးအချက်တွေနဲ့သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့နွေရာသီမှာရွာတဲ့မိုးဆက်လေးလိုပါပဲကြီးစားဦးဆိုတာအမြဲတမ်းပေါင်းဖက်ရဖို့မဟုတ်ပါဘူးဆိုတဲ့စကားကိုသူတို့ရဲ့ဇလန်းကတက်တည်ပြခဲ့တာမဟုတ်ပါဘူးသူတို့ရဲ့အချက်ဟာပြီးဆုံးသွားခြင်းမရှိပဲအချိန်ကာလနဲ့လမ်းခွဲမှုတွေကြားရတော့နှစ်ယောက်စလုံးပိုပြီးရင်းကျက်တဲ့လူတွေဖြစ်ကြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်